ဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာအများကြီးပဲအများကြီးဖြစ်သည့်အတွက်ကြောင့်ဘဝအရေးမှာမျောလင်းချက်တွေဝေးပြီးတော့ကိုယ်သွားနေတဲ့လမ်းကိုအကောင်းထင်ပြီးသွားနေတော့လဲအဆိုးနဲ့တွေ့တယ်အဆိုးထင်ပြီးတော့နေတဲ့အရာတွေကလည်းအကောင်းဖြစ်ခြင်းဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ဘဝတစ်ခုမှာဘယ်ဟာကအမှောင်လဲဘယ်ဟာကအလင်းလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့အရေးကြီးတယ်ဒီလိုသိဖို့ဆိုတာသာမန်အပြင်ပြောမယ်ဆိုရင်လွယ်တယ်လို့ထင်ကြသို့တော့ဒီအသည့်လေးကိုကဘုရားပွင့်တဲ့ခါမှမြတ်စွာဘုရားဟောကြားမှသိချရတာဖြစ်တယ်လွယ်လွယ်နဲ့သိနိုင်တာမဟုတ်ဘူးလောကလူဆိုပြီးတော့အသိဉာဏ်ရှိတယ်အုံနောက်ရှိတယ်လို့ဒီလိုပြောကြပေမဲ့လို့လူတွေမသိတဲ့အရာကအများကြီးပဲဖြစ်တယ်မသိလို့ပဲလောကလူတွေဟာယုံမိယုံရယုံပြီးတော့ရှောက်လန်းမိရလမ်းကိုရှောက်လန်းပြီးတော့နေကြတယ်အမှန်တရားဆိုတာနဲ့ဝေးကွာပြီးတော့နေကြလောကလူတွေဟာမျက်စိတဆုံးများသာကြည့်တတ်ပြီးထိုမျက်စိတဆုံးရဲ့ဟိုဘက်မှာဘာရှိတယ်ဆိုတာသိနိုင်စွာမရှိကြဘူးအဲ့ဒီသိနိုင်စွာမရှိတာလောကမှာဘုရားပွင့်လာလို့လောကကိုအလင်းရောင်ပေးလိုက်တဲ့အခါကျမှလူသားတွေဟာအသိဉာဏ်ပေါ်ပေါက်လာတာဖြစ်တယ်